ကဘာအမြင့်ဆုံးနဲ့အရှည်ဆုံးမှန်တရားပေါ်မှာလမ်းလျှောက်ရသလားအကိုတို့ကြီးမီတာ280အမြင့်ကနေအောက်ခြေကိုပြူးပြတ်အောင်မြင်နေရတဲ့မှန်တရားကြီးပေါ်မှာလမ်းလျှောက်ရမလားဒီနေ့တော့တရုတ်နိုင်ငံကကဘာအံပွဲကြမ်းကြားချင်းဇန်ဂျာကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမှာပါအမှန်ခန့်အင်ဂျင်နီယာလက်ရဒီတရားကြီးကအရှည်385မီတာရှိပြီး6မီတာပဲအကျယ်ရှိတာပါဒါကိုဖန်တီးခဲ့တာကကဘာကျော်ဘေတုကပညာရှင်ဟင်းဒေါ်တင်ပါသူကတဘာဝရဲ့အလှကိုမဖြတ်စည်းရအောင်တရားကိုမမြင်ရတော့ပေါ့ပါအောင်ဖန်တီးထားတာပါမှန်သားပြင်တွေကတကယ့်ကိုကြည်လင်နေတော့လေထဲမှာမျောနေတယ်လို့ခန်းစားရစီမှာပါဘလို့ထိခိုင်ခံတယ်လဲမှန်ကြီးကကျိုးသွားမလားလို့စိတ်ပူစရာမလိုပါဘူးမှန်ချက်တစ်ခုချင်းစီကိုအလွှာ3တက်နဲ့တိစောက်ထားပြီးတန်40အထိဝန်ကိုခံနိုင်ပါတယ်အင်ဂျင်နီယာတွေကတရားကိုတူရီနဲ့အချက်150ကျော်ထူခွေတာကားကြီးနဲ့တက်ဖိတာတွေလုတ်ပြခဲ့ပြီးမြဲမှန်ကြီးကအတွားရုံပဲရှိပြီးဘီကင်းလုံခြုံစွာနဲ့လူတွေဆက်လက်ရှောက်နိုင်နေစေဖြစ်ပါတယ်ဒီတရားကလမ်းလျှောက်ဖို့တတ်တတ်မဟုတ်ပါဘူးကဘာအမြင့်ဆုံးဘန်းကြီးခိုးနေရဖြစ်တယ်လို့အောက်ခြေမှာလေလူတွေပုံခုကြီးဘူးတဲ့ဓာပြားကိုဘန်းတစ်ကီဖီနဲ့ရီတခွန်တွေကအကူတို့စောက်ကြနေမှာပါတကယ်လို့အကူတို့သာဒီတရားဖို့ရောက်သွားရင်မှန်ကိုကြည့်ပြီးလမ်းလျှောက်ရင်းမလားဒါမှမဟုတ်ဘီကအဆိုင်အခင်းနေရကပဲလက်လျှောက်မလားကိုမမရီးပြီးသွားပါဦးနောက်ထပ်ဒီလိုစိတ်လှုပ်ရှားစရာဘူးတူတာတွေတီးဖို့ကိုတက်နော်လေးကိုဖော်လို့လုပ်ထားဖို့မမေ့နဲ့ဘူးနော်